တောက်ကြနေမှာကျွန်တော်ကပ္ပရွှေထိုးကြတော့ ਨੇ ပတ်သက်ပြီးတော့ပေါ့နော်ရွှေဈေးကအကျဈေးကွက်ကိုပြောင်းပြီလားကျမယ်ဆိုဘယ်လောက်ထိကျနိုင်လဲပေါ့နော်ဈေးရောပြန်တက်ဖို့ရှိလားဒီပိုင်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်ကို message ပေါက်မှာလာမေးထားတဲ့မိတ်ဆွေတွေရှိပါတယ်ဒီလိုလာမေးထားတဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပြီးတော့မှကျွန်တော်အနေနဲ့ February ပထမပတ်ကပ္ပရွှေဈေးကွက်အခြေအနေကိုတုံးတက်ပြီးတော့မှာဖြစ်ပါတယ်အဲ့တော့တုံးတက်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ကပ္ပရွှေရဲ့ day 1 time frame ကိုကျွန်တော်ကြည့်လိုက်ရအောင်လက်ရှိမြင်နေရတော့ကပ္ပရွှေရဲ့ day 1 time frame ဖြစ်ပါတယ်အဲ့တော့ဒီဈေးကွက်ဇယားမှာတိတာလာကပြီးခဲ့တဲ့တစ်ပတ်တောက်ကြနေတော့ကရွှေဈေးအကြောက်ကောင်းကောင်းလေးမြင်ရမှာဖြစ်ပါတယ်အဲ့တော့တရက်ထဲနဲ့ကို 8.8% လောက်ကိုကျသွားပါတယ်အဲ့တော့ 8.8% ဆိုတာကကပ္ပရွှေမှာအလောက်အခက်ကျန်တဲ့ရက်တွေမှာဖြစ်လေးဖြစ်တာရှိပါတယ်တို့ပေမဲ့သူ့ရဲ့ထူးခြားချက်ကတော့ကျွန်တော်ဒေါ်လာနဲ့ရည်မယ်ဆိုရင်ဒေါ်လာ900လောက်ကိုတရက်ထဲကျတော့ဖြစ်ပါတယ်တော်တော်လေးကျန်းပါတယ်ပေါ့နော်အဲ့တော့ဒီရဲ့ဒေါ်လာ900ကကျွန်တော်ကပ္ပရွှေတမိုင်းမှာဆိုရင်တရက်ထဲထူးခြားတဲ့ပုံစံမရှိခဲ့ဘူးပေါ့နော်ဒါပေမဲ့ဒီရဲ့900ကျတာကများလားဆိုရင်ကပ္ပရွှေရဲ့အရှိတုန်းကဖြစ်ခဲ့တဲ့ဈေးကွက်အလောက်ခက်တမိုင်းကိုလေ့လာကြည့်မယ်ဆိုရင်8.8% ဖြစ်တာမလို့ဒါဖြစ်လေးဖြစ်တာရှိတဲ့ဈေးကွက်အလောက်ခက်လို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်အဲ့ဒါအရင်ကြီးများလို့ပြောလို့မရဘူးဒါရွှေဈေးကွက်အလောက်ခက်ကျန်းတဲ့ရက်တွေမှာဖြစ်တဲ့အလောက်ခက်ပါစမ်းပဲပေါ့နော်ဒါတော့အရင်များလို့ပြောလို့မရဘူးပေါ့နော်အဲ့တော့ဘာကြောင့်များတယ်လို့ထင်လဲဆိုရင်ရွှေဈေးကွက်ကအမြင့်ဆုံးဈေးတွေဖြစ်နေရမလို့သူရဲ့1% 2%ကကိုကဒေါ်လာ100 200လောက်ကိုရှိမှာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒါကျွန်တော်တို့ကတကယ်ဈေးကွက်အခြေအနေလေးကိုကြည့်ကြည့်အောင်အဲ့တော့ဒီရဲ့တောက်ကြနေရွှေဈေးကွက်အကြကရွှေဈေးကွက်လာရကိုပြောင်းနိုင်လားပေါ့နော်ပထမမေးခွန်းအဲ့တော့ဒီရဲ့မေးခွန်းမှာဆိုတော့ကျွန်တော်အနေနဲ့တော့ကပ္ပရွှေဈေးကွက်လာရကိုပြောင်းမှုအတွက်ဒီရဲ့အကြကမလုံလောက်ဘူးလို့ကျွန်တော်တတ်မှတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်လက်ရှိ day 1 time frame မှာမြင်ရမှာကဒီကပ္ပရွှေဈေးစပြီးတော့မှတက်တဲ့ trend ပေါ့နော်ကျွန်တော် August လလယ်လောက်က2025 August လလယ်ကနေပြီးတော့ဈေးကွက်စတက်တဲ့ဈေးကွက်လာရတစ်ခုရှိပါတယ်။ဒီရဲ့လာရကတော့အရန်အားကောင်းတဲ့လာရဖြစ်ပါတယ်လက်ရှိမှာလည်းရွှေဈေးကွက်ကိုအတက်တွန်းအားပေးနေတဲ့လာရဖြစ်ပါတယ်အဲ့တော့ဒီလာရကိုကျွန်တော်တို့ကမချိုးဖြတ်နိုင်နေတာမလို့ကပ္ပရွှေဈေးကွက်ရဲ့အတက်သွားနေတဲ့လာရကအပြောင်းလဲမရှိပါဘူးဒါကြောင့်မို့ကျွန်တော်ရွှေဈေးကွက်ကအရင်ကလိုမျိုးကျွန်တော်4300တွေ4200တွေဒီဝင်းကျင်တွေပြန်မြင်ရဖို့ဆိုတာကခက်ခဲပါသေးတယ်လို့ကျွန်တော်တုံးတက်ပါတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီတော့တက်မယ်ဆိုရင်ရောတက်နိုင်လားကြမယ်ဆိုရင်ရောဘယ်လောက်ထိကြနိုင်လဲဒီရဲ့မေးခွန်းကျွန်တော်ကြည့်ကြည့်ရအောင်အဲ့တော့ဒီမှာဆိုကျွန်တော်တို့ကရွှေဈေးကွက်ရဲ့ဈေးကွက်အခြေအနေအသေးစိတ်ကိုကျွန်တော်ကြည့်တဲ့အခါကျရင်ဒီရဲ့ trend နာပေါ့နော်ဒီရဲ့ line နာကိုကျွန်တော်ကြည့်တဲ့အခါကျရင်ဒီရဲ့ line ဈေးက4000နဲ့မှ600ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ကမ္ဘာရွှေဈေးကွက်မှာအဝယ်တွေတွားပြီးတော့စုနေနိုင်တဲ့နေရာကဘယ်နာလို့ပြောလို့ရလဲဆိုရင် technical ဘိုင်းရဆိုရင်4600ဝန်းကျင်ကကမ္ဘာရွှေရဲ့အဝယ်တွေထူးလိုက်တဲ့လိုက်တွားစုနိုင်တဲ့နေရာဖြစ်ပါတယ်ဒါကြောင့်မို့ဒီဈေးတန်းမျိုးကကျွန်တော်ဂရုစိုက်တက်ပါတယ်အဝယ်တွေဝင်မယ်ဆိုရင်ဒီနားနေပြီးတော့ပြန်တက်တာတွေပါဖြစ်တတ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီ February လမှာ4600ဈေးတန်းကအဝယ်တွေအတွက်ဆိုရင်စဉ်းစားလို့ကောင်းတဲ့ဈေးတန်းအနေနဲ့ကျွန်တော်ကတော့တတ်မှတ်ပါတယ်အဲ့တော့ဒါတော့ကျွန်တော် February တလလုံးစာအတွက်ကျွန်တော်သဘောကျတဲ့အဝယ် point နေရပါတော့เนาะဒါကမ္ဘာရွှေတက်ဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီ time frame အသေးလေးတွေမှာကျွန်တော်ကဒီလာမယ့်တစ်ပတ်ပေါ့နော် February 1ရက်နေ့ကနေ February 10ရက်နေ့ဒီကြားထဲမှာကျွန်တော်ဖြစ်နိုင်တဲ့ဈေးကွက်အလောက်ခက်လေးတွေကျွန်တော်ကအသေးစိတ်လေးကြည့်ကြည့်ရအောင်အဲ့တော့ time frame ကိုကျွန်တော်84လောက်ကိုပြောင်းလိုက်မယ်ပေါ့နော်ဒီလိုကမ္ဘာရွှေရေနံဈေးကွက်အတက်ကြတွေကိုစနစ်တကျတုံးတက်ပြီးပြည်တွင်းတဲ့ကမ္ဘာဈေးကွက်တွေမှာအကျိုးမြတ်ရှာချင်တဲ့မိတ်ဆွေတွေအတွက် Goldman Club ကနေပြီးတော့မှအခြေခံအနေစားအစင်းမြင့်ဈေးကွက်တုံးတက်နည်းတွေကိုထိထိရောက်တဲ့လက်တွေ့အတုံးချနိုင်အောင်စီစဉ်ထားပါတယ်အခုမှစားလေးလာမယ့်မိတ်ဆွေရဲ့အတွက်ဆိုရင်အခြေခံဈေးကွက်ရောင်းဝယ်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့တင်တန်းကို basic video class နဲ့ basic VIP class ဆိုပြီးတော့နှစ်မျိုးရွေးချယ်ပြီးတော့မှသင်ကြားနိုင်ပါတယ် basic video class မှာဆိုရင်တင်တန်းကြီးတက်တက်တာနဲ့အချိန်အကန့်အသတ်မရှိလေ့လာလိုသူတွေအတွက်ရည်ရွယ်ပြီး basic VIP class မှာဆိုရင်တော့ဆရာမတွေနဲ့ဓာတ်ရိုက်ဘိုင်ဝမ်တင်ကြားဆွေးနွေးလိုသူတွေအတွက်ရည်ရွယ်ထားတာဖြစ်ပါတယ်အဲ့လိုပဲအစင်းမြင့်တင်တန်းမှာဆိုရင်လည်းကပ္ပရွှေနဲ့ရေတန်းအစင်းမြင့်ဈေးကွက်တုံးတက်နည်းတင်တန်းရှိမှာဖြစ်ပြီးတော့ video class နဲ့ 1/1 VIP class ဆိုပြီးတော့လိုအပ်တယ်လို့ရွေးချယ်ပြီးတော့မှတင်ကြားနိုင်မှာဖြစ်ပါတယ်နောက်ပြီးတင်တန်းမျိုးစားအလုံးအတွက်ဆိုရင် video record အပြင် notebook file မှာအခမဲ့ရရှိမှာမို့ထပ်ခါ live time လေ့လာလို့ရမှာဖြစ်ပါတယ်တင်တန်းမှာနားမလည်တာတွေကိုလည်းအတွေ့အကြုံရှိဆရာမတွေနဲ့အနီးကပ်တိုက်ရိုက်ဆွေးနွေးနိုင်မှာဖြစ်ပြီးတော့လူရည်ကန်းတဲ့ချက်နဲ့တင်ကြားပေးမှာမလို့တင်တန်းစိတ်ဝင်စားတယ်ဆိုရင်အခုပဲဆက်သွယ်စုံစမ်းဖို့တိုက်တွန်းပါတယ်တင်တန်းစုံစမ်းမယ်ဆိုရင်တော့ဘေးက Telegram QR code လေးကို scan ဖတ်ပြီးမေးမြန်းနိုင်တယ်လို့ comment နဲ့ Facebook page ကနေလည်းအလွယ်တကူစုံစမ်းနိုင်ပါတယ်ရှားရတာအဆင်ပြေအောင်ဒီရဲ့ link တွေကိုဗီဒီယိုရဲ့အောက်မှာချထားပေးမှာဖြစ်ပါတယ်โอเคအဲ့တော့လက်ရှိမြင်နေရတာကကဘာရွှေရဲ့84 time frame ဖြစ်ပါတယ်၄နာရီဈေးကွက်ချိန်ပေါ့နော်အဲ့တော့ဒီရဲ့84ဈေးကွက်ချိန်ကိုကျွန်တော်ကြည့်တဲ့အခါကျရင်ဒီ84မှာလည်းလာရတခုရှိတယ်သူလည်းအတက်လာရပဲပေါ့နော်
ဒါပေမဲ့ဒီအတက်လာရကိုတောက်ကြနေတော့ကောင်းကောင်းလေးလာဆန်းသွားတယ်ဗျအယောင်းဝယ်အားပြိုင်သွားတယ်ပေါ့နော်တောက်လျှောက်ကိုဈေးထိုးကြပြီးတော့ဒီရဲ့ trend နားမှာရှိတဲ့ဈေးတန်းပေါ့နော်4900နားမှာရှိတဲ့အဝယ်နဲ့အားပြိုင်သွားတယ်အဲ့တော့အားပြိုင်တဲ့အခါကျရင်ဒီဈေးကွက်ကပြောပြပေးတဲ့အချက်အရဆိုရင်တော့ရွှေဈေးကွက်ကဒီနားမှာအဝယ်တွေကိုတော့တူကပြန်ပြီးတော့မတွန်းလာနိုင်သေးဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့ဆိုရင်အရှိလာမဲ့ဒီတစ်ပတ်မှာဆိုရင်ပေါ့နော်အစောပိုင်းရက်တွေဖြစ်တဲ့တင်းလာအင်္ဂါပုတ်တဟူဒီရက်ဒီမှာဆိုရင်ကမ္ဘာရွှေဈေးကွက်ကနည်းနည်းလေးအတက်ကလေးမြင်ရနိုင်ခြေရှိရလို့တုံးတက်ပါတယ်အစောပိုင်းရက်ဒီပေါ့နော်ဒီရက်ဒီမှာကျွန်တော်ရွှေဈေးကွက်ကအတက်လေးမြင်ရနိုင်တယ်ရှိရလို့တုံးတက်ပါတယ်ဒါပေမဲ့ဒီမှာ view ဆိုင်ရမှာကဒီရက်အတက်ကအရှိတုံးကလိုမျိုးစံချိန်တင်ဈေးတွေအထိတွန်းပို့နိုင်လားဆိုတော့တွန်းပို့နိုင်တဲ့အားမရှိဘူးလို့ကျွန်တော်တုံးတက်တယ်ဒါကြောင့်မို့အရှိတစ်ပတ်မှာဖြစ်နိုင်တဲ့ဈေးကွက်က4800ဝင်းကျင်ကနေပြီးတော့မှတိုက်ခဲ့မဲ့ဆိုရင်တော့မှ9300 9400ဒီဝင်းကျင်လောက်ကိုပဲကျွန်တော်ကလာနိုင်ခြေရှိရလို့တုံးတက်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ကဒီအမြင့်ဈေးကိုရောက်လာပြီဆိုရင်တော့အပေါ်မှာရှိတဲ့အယောင် pressure တွေဝင်လာပြီးတော့ဈေးကွက်ကဒီနာဝန်းကျင်မှာပဲအလောက်အခက်ဖြစ်မယ်လို့ကျွန်တော်တုံးတက်ပါတယ်ဒါတော့ကျွန်တော်အရှိတစ်ပတ် February ပထမတစ်ပတ်မှာဖြစ်နိုင်ခြေရှိတဲ့ဈေးကွက်အလောက်အခက်ပုံစံဖြစ်ပါတယ်အဲ့တော့တက်မယ်ဆိုရင်တော့ကျွန်တော်တို့ကမန်ဒေးနေ့ကနေပြီးတော့ကျွန်တော်ရွှေဈေးကွက်အတက်ကိုကောင်းကောင်းလေးမြင်ရနိုင်တယ်ပေါ့နော်အကေပြန်ကြမယ်ဆိုရင်တော့ကျွန်တော်တို့က9400ဝန်းကျင်လောက်ကနေပြီးတော့ရွှေဈေးကွက်ကြတာကိုကျွန်တော်ပြန်ပြီးတော့မြင်ရနိုင်ခြေရှိရလို့ကျွန်တော်တုံးတက်ပါတယ်အဲ့တော့အရှိတစ်ပတ်အတွက်အဝယ်စဉ်းစားတဲ့ဈေးတန်းအနေနဲ့ဆိုရင်တော့ကျွန်တော်က4900နဲ့4800ပေါ့နော်ဒီဝန်းကျင်ကြားထဲမှာကျွန်တော်ကအဝယ်ကိုစဉ်းစားတာအားပေးပါတယ်အဲ့တော့အယောင်စဉ်းစားတဲ့ဈေးတန်းအနေနဲ့ဆိုရင်ကျွန်တော်က9400 9300ဒီကြားမှာကျွန်တော်ရောင်းဖို့အတွက်စဉ်းစားတာအားပေးပါတယ်အဲ့တော့လာမယ့်တစ်ပတ်မှာဆိုရင်တော့ကျွန်တော်ကဒီရဲ့ rate နဲ့မှာပဲအလောက်ခက်ဖြစ်ဖို့ကိုကျွန်တော်ကတော့မြင်ပါတယ်အဲ့တော့အယောင်းဝယ်ဝင်တဲ့အခါကျရင်လေကိုအယောင်းဝယ်လုပ်တဲ့နီးစနစ်ကိုဒေချာလေးလိုက်ပြီးတော့ပေါ့နော် store လို့ဒေချာလေးထားပြီးတော့မှ risk percent ချိန်ပြီးတော့အယောင်းဝယ်လုပ်တော့အားပေးပါတယ်အဲ့တော့လာမယ့်တစ်ပတ်မှာအယောင်းဝယ်အဆင်ပြေကြပါစေလို့ကျွန်တော်ဆုတောင်းလိုက်ပါတယ်ကြားထဲမှာကမ္ဘာရွှေဈေးကွက်အပြောင်းလဲကြီးကြီးမှမြင်ရနိုင်ခြေရှိတယ်ဆိုရင်လေဒီကနေပြီးတော့ analysis လေးတင်တော့မှဖြစ်တာမလို့ကျွန်တော်ရဲ့ voice trading မြန်မာ YouTube channel ကိုလည်း like and subscribe လုပ်ထားပြီးဖို့တောင်းဆိုပါတယ်နောက် video မှာပြန်တွေ့ကြမယ်